ဒါဘာပန်းလဲဘာပန်းလဲဘာပန်းလဲဒါတုတ်စားရတယ်ဘန်းလို့ပြောပဲစေဘက်ဝင်တယ်လို့ပြောတာပဲဒါဘာပန်းလဲဆိုတော့ကွန်မန့်ထဲမှာဝင်ပြေးပေးကြပါအောင်ခင်ဗျတုတ်စားရတဲ့စေဘက်ဝင်အပင်းလို့ပြောတာပဲ